ဘာကတဲ့ပေးနေကဲလို့ကြိုးဝင်လာခဲ့ player တွေတယောက်ပြီးတယောက်ကိုတော့စမိုင်း DBS နဲ့ပဲအကုန်လုံးမေးပေးထားတယ်ရောက်ရင်တကယ်ကောင်း GOA DDQ လက်ရှိဇုံ control တော်လေးကိုအဆင်ပြေနေခဲ့တဲ့အသင်းကတော့ဒါ YG ပဲဗျကျွန်တော်စော်ဘိုက်ကလာမှာပြောခဲ့သလိုပဲကွန်ပေါင်းနှစ်ခုကိုသူတို့ 2v2 ခွဲထားရင်းနဲ့ပဲကွန်ပေါင်းနှစ်ခုကိုခွဲထိန်းနေတယ်ဗျအဲ့တော့ဇုံပြင်ကတိုးဝင်လာခဲ့မဲ့အသင်းတွေအနေနဲ့ကတော့ဇုံဝင်လမ်းကြောင်းတော့ဖော်ဆောင်နေခဲ့သလိုပြောနေအတွင်းမှာပဲ simple ပြစ်ချက်တွေအောက်မှာမောင်စမိုင်းမှောက်သွားတယ်ဗျ survive တော့ပြန်ပြီးတော့လုပ်ပြီးလို့ရတယ်ဆေးကလောက်ချက်ချင်းပဲကျွန်တော်တို့ကပြန်ပြီးတော့ကင်ထားပေးခဲ့သလိုအပြင်ကနေ damage တွေဝင်လာခဲ့နောက်မှာတော့မာနက်ပါထပ်ပြီးတော့နော်သွားခဲ့ပုံစံမျိုးတွေရှိနေချက်ချင်းပဲကားကြီးနဲ့ဝင်လာခဲ့ပြီ YG player 2ယောက်တီးနော်သွားတာကိုတီးနေခဲ့တဲ့တစ်ဖက်က PNH တွေဒီကုံမောင်းတော့ဝင်လူမဲ့ပုံစံမျိုးတော့ရှိတယ်အဲ့တော့ဆေးကလောက်ရှိနေခဲ့တဲ့ဘက်ကတော့ Roy ကြီးတော့ကြည်ပေးနေခဲ့သလို Daddy Gas ကိုပါထပ်ပြီးတော့အိမ်ကြပေးထားတယ်ဗျ Okay damage ကမဝင်သွားဘူးဒီဘက်ထဲမှာ YG မှောက်သွားမလားကုံမောင်းကိုရယူဖို့ကြိုးစားနေခဲ့တဲ့ PNH တွေပဲထပ်ပြီးတော့ကျွန်တော် K point တွေဖမ်းသွားအောင်ဗျ Romeo Point ကိုမောင်း Respo ကြိုးစားနေတဲ့ player တွေကိုတော့အကောင်းဆုံးနောက်ကနေကျွန်တော်တို့ Okay ဘက်ကတဲ့ပေးနေခဲ့လို့ကြိုးဝင်လာခဲ့တဲ့ player တွေတယောက်ပြီးတယောက်ကိုတော့စမိုင်း DBS နဲ့ပဲအကုန်လုံးမေးပေးထားတယ်ရောက်ရင်တကယ်ကောင်းနေရောက်ရင်ဘာတဲ့ဆိုင်ဝိုင်း technical ကို show စမိုင်း DBS ကိုင်ပြီးတော့ဒီအောက်ထက်မှာစောင့်နေခဲ့လို့ဟိုဘက်က Roy ကြီးရတယ်လုံးဝတောင်းလျှောက်ဖြစ်ပေးနေတယ်နော်လုံးဝဘာတဲ့ဆိုင်နာလာတယ်လားစမိုင်းကိုနောက်ကနေကြည့်ပြီးတာစမိုင်းနေနေတဲ့ position မကြုံအောင် Romeo White တီးလို့ရအောင် Roy ကြီးရဲ့ vision ထဲမှာဘာတဲ့ဆိုင်ပြီးသွားတာပါနော်တော်လေးကိုသင်တည်တယ်ဘာတဲ့လေးတော့ fine တယ်လို့ပြောနေတယ်ဗျအဲ့တော့ PMH တွေအတွက်ကတော့လုံးဝဆိုးဆက်ပါရောက်ရင်သူတို့လောက်တာလည်းကောင်းတယ် YG player ၄ယောက်မှ2ယောက်တော့ပြီဆိုတော့သူ့နေရာမှာပို့ဆိုလဲဝင်းလုံးပါတော့သိရမှာဒါပေမဲ့အဲ့လောက်ကြီးမလွယ်ဘူးအမှန်ဒီပြည်ကြီးတိုင်လုံးလုံးထိုင်ကောက်ရောက်ဝင်လာတဲ့ကောင်လည်းအုံရှုံးကြောက်ပြီလို့ Okay S80 ဒီတိုင်းလေးပဲအရင်လေးဥနေတာကောင်းမယ်အပြန်လဲနှိပ်လေးတွေပြစ်ခတ်မှုတွေမြင်တွေ့နေရပြီကွန်မောင်းထဲမှာရှိနေခဲ့တဲ့ YG player တွေကိုတော့ one player နေတစ်လုံးပြီးတစ်လုံးအပြန်လဲပြစ်ခတ်မှုလေးနေမိုးလေးရွာနေခဲ့တယ် liquid ငယ်လေးတက်တက်မှန်သွားခဲ့နောက်မှာတော့ကန်ကောင်းထောက်မောက်စွာနဲ့ပဲတော့မနော်သွားဘူးသူရတော့ဖိတ်ကပဲကြက်နေwinner chicken dinner ကတော့ day 2 round 1 Aragon ပွဲစဉ်မှာတည်းကကျွန်တော်တို့ရန်ကုန် Galactico YG တွေအနေနဲ့ဥတီနေခဲ့ပြီလားတော်တော်ဇုံကတော့ချင်းလာပြီအဲ့တော့ဇုံဝင်ဖို့အတွက်ကိုတော့ကားကိုအတုံးတော့ပြုတ်လိုက်ရပြီအိုးရိုကြီးရဲ့ damage တွေဝင်လာခဲ့နောက်မှာကားပေါ်နဲ့ပြုတ်ကျသွားတယ်ရောက်လုံးဝပေးမတိုးရောက်ရင်အမှန်ကန်ထောက်ထားတာနော်လုံးဝဒီကုံမောင်းတော့အကက်မကန်ဝိုင်းကြီးလုံးဝသူတို့ရရတဲ့ကုံမောင်းလုံးဝမပေးဘူးမာနက်ကနေတလုံးမှန်သွားတဲ့နောက်မှာ liquid ပြန်တော့သွားပြန်ပြီ liquid ကတော်တော်အသက်ပြင်းတာရောက်ရင်နောက်နေက၄ကောက်လောက်ရှိမသေးသေးဘူးရောက်ရင်မာနက်စိတ်မရှိတော့ဘူးပြေးတက်ပြီးတော့အိမ်နေခဲ့တဲ့နောက်မှာတော့မာနက် point နော်သွားခဲ့လို့ဆက်စီပွေးဖြစ်နေခဲ့တဲ့ noti point ကိုအန်ပေးလိုက်တဲ့နောက်မှာ smile နဲ့လောက်တော့ပြတ်သွားပြီလို့တော့ထင်တယ်ဗျဝါရောက်ဟေး round 1မှာတည်းက battery ကတော်တော် high ရယ်နော်ကြည့်ရတာအဆင်ပြေ